တင်စားခဲ့တဲ့မုတ်ဟင်ကတပွဲရဲ့ဟင်းရဲ့နှစ်တွေထဲမှာငါးတောက်တွေမဟုတ်ဘဲနဲ့လူသားရဲ့အသားတွေရောနှောနေခဲ့မယ်ဆိုရင်ဘယ်လိုလုပ်မလဲလူငယ်တဲ့ဆယ်စုနှစ်တွေကဓမ္မပြည်တနက်နေရာမှာလူတိုင်းကိုမုတ်ဟင်ကမစားရလောက်သွေးပြတ်ခြောက်ချသွားစေခဲ့တဲ့သတင်းစိုးကြီးတကူတောမိလိုပြန့်နှံ့ခဲ့ပူပါတယ်အဲ့ဒါကတော့မြောင်းပြမျိုးကနာမည်ကြီးမုတ်ဟင်ကဆိုင်တစ်ဆိုင်ဟာလူတွေကိုတက်ဖြတ်ပြီးတော့လူသားရဲ့အသားတွေနဲ့မုတ်ဟင်ကချက်ရောင်းခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ဒီဇက်လန်ကကောလာဟာလာလားဒါမှမဟုတ်တကယ်ပဲနောက်ွယ်မှာသွေးအေးနဲ့ကျုံလွန်ခဲ့တဲ့လူသက်သမားတွေရှိနေခဲ့ရလားဒီနေ့မှာတော့မြမသမိုင်းမှာရေပန်းအစားဆုံးဖြစ်ခဲ့တဲ့မြောင်းများကလူသားမုတ်ဟင်ကအမှုရဲ့တုံးလုံးစရာလှုပ်ဝက်ချက်ကိုအတူတူနားထောင်ရအောင်ပါ1980နဲ့1980ဝန်းကျင်ဆိုရှယ်လစ်ခေတ်ကာလအဲ့ဒီချိန်ကမြောင်းများမျိုးရဲ့လမ်းမတစ်ခုပေါ်မှာမနက်မိုးလင်းတာနဲ့လူတွေတိုးဝှေ့ပြီးတော့အလူအရက်အားပေးခဲ့ကြတဲ့မုတ်ဟင်ကဆိုင်ရှိခဲ့ပါတယ်အဲ့ဒီဆိုင်ကမုတ်ဟင်ကဟာတခြားဆိုင်တွေလည်းမတူဘဲနဲ့ဟင်းကထူးခြားပြည့်နေပြီးတော့ချိုမိန်လွန်းတာကြောင့်စာမှုသူတိုင်းကဆွဲလန်းခဲ့ကြရတာပါဒါပေမဲ့တနေ့မှာတော့အဲ့ဒီဆိုင်ရဲ့နောက်ဖေးလန်းကရေမြောင်းထဲကနေကြောက်စရာကောင်းတဲ့အရာတွေကိုစတင်တွေ့ရှိခဲ့ရပါတယ်ဆိုင်ကစွတ်ပြစ်လိုက်တဲ့စာသွေးစားကြံတွေအမိုက်တွေထဲမှာငါးရိုးတွေမဟုတ်ဘဲနဲ့ထူးဆန်းတဲ့အယိုးအပိုင်းအစာတွေလူလက်သေးခုံတွေနဲ့စပင်းအရှိကြီးတွေကိုပတ်ဝန်းကျင်ကကလေးတွေနဲ့လမ်းသွားလမ်းလာတွေကတတိပြုတ်မိသွားခဲ့ကြပါတယ်ဒီသတင်းကရဲတပ်ဖွဲ့စီရောက်ရှိသွားတဲ့အခါမှာတော့အာဏာပိုင်တွေကအဲ့ဒီမိုဟင်ကဆိုင်ကိုဝင်ရောက်စီးနေရှာဖွေခဲ့ကြပါတော့တယ်ရဲရီဆိုင်တွေကိုဝင်စစ်တဲ့အချိန်မှာမြင်လိုက်ရတဲ့မြင်ကွင်းကတော့လူသားချင်းစာနာမှုကင်းမဲ့ပြီးငရဲခန့်တစ်ခုလိုဖြစ်နေရပါမုတ်ဟင်ကချက်တဲ့အိုကြီးတွေရဲ့ဒီနားမှာလူသားတွေရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတချို့ကိုရှာဖွေရရှိခဲ့တယ်လို့ဆိုပါတယ်သူတို့ဟာမိုဟင်ကချက်တဲ့အခါဟင်းရည်ကိုပို့ပြီးတော့ချိုမိတ်စေချင်တာကြောင့်လမ်းသွားလမ်းလာတွေအဆောက်ရှောက်မဲ့သူတွေကိုဖမ်းဆီးတပ်ဖြတ်ပြီးတော့အသားတွေကိုမြင်ပြီးမုတ်ဟင်ကိုင်းကြီးထဲမှာထက်ချက်ခဲ့ကြတာပါစားတော့သူတွေကတော့ငါးသားဖက်တွေအမှန်နဲ့မင်းကြီးရှက်ရည်စားတော့ခဲ့ကြတာဖြစ်ပါတယ်ဒီဇက်လန်ကိုကြားလိုက်ရုံနဲ့တွေတွေးပြက်စရာကောင်းလာပါတယ်ဒါပေမဲ့ဒီနေရာမှာမေးစရာရှိလာတာကဒီမှုကတကယ်ပဲဖြစ်ခဲ့ရလားတကယ်တော့အဖြေကမဟုတ်ပါဘူးဒါဟာမြန်မာပြည်ရဲ့သမိုင်းဝင်မျိုးပြဌာနရဲ့ပူတာဖြစ်ပါတယ်အဲ့ဒီခေတ်ကာလကကုန်သိန်းတုံးတွေအစမတန်ကြီးမြင့်နေပြီးသတင်းချလက်စီစစ်မှုတွေဟာတင်းကျပ်လွန်တဲ့အတွက်လူလူကြားမှာစိုးရိမ်စိတ်နဲ့တောင်းရမှုတွေကြီးစိုးနေခဲ့ပါတယ်အဲ့ဒီချိန်လေးမျိုးမှာတယောက်ကစားလိုက်တဲ့ကောလာဟာလာဟာတော်မိလိုပြတ်နှက်သွားခဲ့တာပါအမှန်တကယ်တော့အဲ့ဒီခေတ်ကရဲမှတ်တမ်းတွေမှာရောနိုင်ငံမှာသတင်းစာတွေမှာပါလူသားသားနဲ့မုတ်ဟင်ကထပ်တဲ့အမှုဆိုပြီးတော့ဖမ်းဆီးအရေးယူခံရမျိုးလုံးဝမရှိခဲ့ပါဘူးဒါဆိုရင်ဘာလို့မြောင်းများလို့နာမည်ကြီးခဲ့ရလဲအားလုံးသိကြတဲ့အတိုင်းပဲမြောင်းများမျိုးဟာအောက်ပြည်အောက်ရွာရဲ့မုံဟင်းကအထက်ချာမျိုးကြီးဖြစ်ပါတယ်မုံဟင်းကလို့ပြောလိုက်တာနဲ့လူတွေကမြောင်းများကိုအလုံးလုံးပြင်းပြတတ်ကြတဲ့အတွက်ဒီကြောက်စရာကောလာဟာလာကြီးကမြောင်းများမျိုးပေါ်ကိုပုံကျသွားခဲ့တာဖြစ်ပါတယ်တကယ်ဖြစ်ရမှန်မဟုတ်တဲ့မျိုးပြဌာနကြီးခုဖြစ်ပေမဲ့လည်းအခုထက်ဒီအသက်ကြီးပိုင်းတွေအချားမှာတော့ပြောစမတ်ပြုနေကြတော့မှာပဲကဲအခုတော့မှတော့ရောငငယ်ကဒီမြောင်းများကလူသားမွေးငါဇလန်းကိုမိဘဘိုးဘွားတွေပြောပြလို့ကြားပူခဲ့ကြလားရှင်မိမိတို့ကြားပူခဲ့တဲ့ဇလန်းတွေရှိရင်လည်း comment မှာပြဝေပေးခဲ့ကြပါဦးနော်အားလုံးပဲဘေးကင်းကြပါစေ